ယောဇီနောနေကဇာတိယံသဗုဒ္ဓဒါရမေငါဇိဝိတံဘိဘောဓိပေမတော်လကမာနာသောဓာတိယေဝအဋ္ဌိကတဒါနပါရမိန်တရောပရံအပုရိသီလပါရမတိကံဘိတာသာမိတ္တိယောပယတာမဂ္ဂတံဓမေကတိဘကံနမမိယောဇီနောငါးပါးမှညွတ်ရန်ဝွန်ကိုမလျှော်မထိန်ခြင်းသေးစိတ်ဖြင့်နေနေကြိပံအောင်မွဲခံ၍အောင်လံလွင်ထူကြောင်တော်မူမြတ်စွာဘုရားသည်အနေကဇာတိယတနေ့သုံးလေခဏရေ၍ခြင်းတွေ့မလွယ်များကျွယ်လစွာဘဝလေးသိင်းချေကဘာတသိင်ကာလအတွင်း၌ဘောရိပေမာတော်ဘောရိဉာဏ်ကြီးရွယ်တိုင်းပြီသည်ထိုတိပိဋ္ဌံသဗ္ဗညုတရွှေဉာဏ်တော်ကိုရယံစိတ်ထားလိုလားတောင်းတတော်မူခြင်းကြောင့်အဋ္ဌိကသအလိုရှိလက်လာခြင်းကသည်ယုံမြတ်မဟုအလိုကံပုဂ္ဂိုလ်များထိုအားသာဗုဒ္ဓဒါရံကိုရောရင်သွေးအတပေး၍ခြေရပြာစီသေဖို့နေပမမယတိဇာလီကနာစိန်သောကဲ့သို့သောသမိတာမတ္တိဒေဝီတို့ကဲ့သို့သောဇနီးမိဖုရားနှင့်တကဝသောအင်္ဂါဇီဝေတံပိမာသွေမာယေရာဇယောကိုအညီ၍ဖြိုးစီတပည့်ကိုင်ငါကြီးငယ်နှင့်တကဝလူဝဲအမြတ်ခေါ်မတ်တွင်ညောင်းအတတချောင်းကိုပင်တော်လီအလကမာနာသောငါသားငါသမီးငါဇနီးကငါဒီငါနဲ့ငါကြံငါနဲ့ငါတန်ရန်ရွှေငါရွှေငွေကငါမြေငါဟာငါဥစ္စာဟုတဏမြေရှက်မပေးရသည်ယမပေဘုံစိတ်နှလုံးမှာစိတ်သုံးသောမူသည်ဖြစ်၍အတ္တသည်ယေဝသဗ္ဗညုညံရဖို့ရန်ကိုစိတ်တန်ရှေဖြင့်တရာရှေ၍လှုပ်ပေတော်မူသည်သာလျင်ဒီဒါနပါရမိန်ပြသုံးလီဒါနပါရမီတော်မြတ်ကို၎င်းတတောပရံဒုဒါနပါရမီတော်မှာတမျိုးတဆတပါးသာလျင်ဖြစ်သောသီလပါရမတိကံပိသီလပါရမီနိခမပါရမီပညာပါရမီဥပေက္ခပါရမီတော်မြတ်ပေါင်းတို့ကို၎င်းအဘူရိသဗ္ဗညုညံရဖို့ရန်ကိုစိတ်တန်ရည်စုတရာထုပြေစီမှုဖြစ်ခြင်းတော်မူခဲ့လေပြီတာတံထိုပါရမီ7ပါးအကျယ်ပွားကအပြာ30နှုံမလွယ်တို့ဤဣဋ္ဌိယတဇွတဇမကြံရအောင်လောင်းငါအကုန်လုံးပြည့်စုံတော်မူခြင်းကြောင့်အဂတံပြမနတ်လူ3ပေါင်းသူတွင်မြည်သူနှင့်များမရှင်အပ်သည်မြတ်ကောင်းမှုပုဂ္ဂိုလ်ထုရဖြစ်သောဥပယာတံစုကြည်ပွင့်စီခါတံဘေဟုပါရမီတော်၌ပင်စော်၍ရောက်တော်မူပြီးထသောဝါရောက်တော်မူပြီးသောကြောင့်ဧကတိပကသမထေကမ္မမြင်ပဲတန္တရာတကြောတမျိုးရဲမျောခဲ့သည်လူယောနဗဗြဟ္မာမချင်းတရဝခပင်တို့ဝစေထဏီခိုကပ်မရသည်တခုတည်းသောကံညုံကြီးတပွဲလိဖြစ်တော်မူပေထသောတန်စီနံငါးပါးမညွတ်ရန်ဝွန်ကိုမလျှော်မထိန်ခြင်းသေးစိတ်ဖြင့်နေနေကြိပံအောင်မွဲခံ၍အောင်လန်းလွင်ထူထောင်းတော်မူမြတ်စွာဘုရားကိုနမမိကိုနှုတ်နှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကရောမြတ်တို့လက်အုပ်မိုးကရှိခိုးဥညွတ်လိုက်ပါဤမြတ်စွာဘုရားသာဓုသာဓုသာဓုယောဇီနောနေကဇာတိယံသဗုဒ္ဓဒါရမေငါဇိဝိတံဘိဘောဓိပေမတော်လကမာနာသောဓာတိယေဝအဋ္ဌိကတဒါနပါရမိန်တရောပရံအပုရိသီလပါရမတိကံဘိတာသာမိတ္တိယောပယတာမဂ္ဂတံဓမေကတိဘကံနမမိ
ယောဇီနောငါးပါးမှညွတ်ရန်ဝွန်ကိုမရှုံမထိန်ခြင်းသေးစိတ်ဖြင့်နေနေကြိမ်ပန်းအောင်မွဲခံ၍အောင်လန်းလွင်ထို့ကြောင်းတော်မူမြတ်စွာဘုရားသည်အနေကသာတည်ရန်တနေ့သုံးလေခဏရေ၍ခြင်းတွေ့မလွယ်များကျွယ်လှစွာဘဝလေးသိင်ချေကဘာတသိင်ကာလတွင်၌ဘောရိပေမာတော်ဘောရိဉာဏ်ကြီးရွယ်တိုင်းပေသည်ထိုတိပိဋ္ဌံသဗ္ဗညုတရွှေဉာဏ်တော်ကိုရယံစိတ်ထားလိုလားတောင်းတတော်မူခြင်းကြောင့်အဓိကသာအလိုရှိလက်လာခြင်းကသည်ယုံမြတ်မဟုအလိုကံပုဂ္ဂိုလ်များထိုအားသာဗုဒ္ဓဒါရံကိုရောရင်သွေးအတပေး၍ခြေရပြာစီသေဖို့နေပမမယသည်ဇာလီကနာစိန်သောကဲ့သို့သောသမိတာမတ္တိဒေဝီတို့ကဲ့သို့သောဇနီးမိဖုရားနှင့်တကဝသောအင်္ဂါဇီဝေတံပိမာသွေမာယေရဇယောကိုအညီ၍ဖြိုးစီတဘေကိုင်ငါကြီးငယ်နှင့်တကဝလူဝဲအမြတ်ခေါ်မတ်တွင်ညောင်းအတ္တတချောင်းကိုပင်တော်လီအလကမာနာသောငါသာငါသမီးငါဇနီးကငါဒီငါနံငါချမ်းငါနှင့်ငါတန်ရန်ရွှေငါရွှေငွေကငါမြေငါဟာငါဥစ္စာဟုတဏမြေရှက်မပေးရသည်ယမပေဘုံစိတ်နှလုံးမှာစိတ်သုံးသောမူသည်ဖြစ်၍အတ္တသည်ယေဝသဗ္ဗညုညံရဖို့ရန်ကိုစိတ်တန်ရှေဖြင့်တရာရှေ၍လှပေတော်မူသည်သာလျင်ဒီဒါနပါရမိန်ပြသုံးလီဒါနပါရမီတော်မြတ်ကို၎င်းတတောပရံထိုဒါနပါရမီတော်မှာတမျိုးတဆတပါးသာလျင်ဖြစ်သောသီလပါရမတိကံပေသီလပါရမီနိခမပါရမီပညာပါရမီဥပေက္ခပါရမီတော်မြတ်ပေါင်းတို့ကို၎င်းအဘူရိသဗ္ဗညုညံရဖို့ရန်ကိုစိတ်တန်ယေစုတရာထုဖြစ်စီဘူးဖြစ်ခြင်းတော်မူခဲ့လေပြီတာတံထိုပါရမီ7ပါးအကျယ်ပွားကအပြာ30နှုံးမလွယ်တို့ဤဣဋ္ဌိယတဇွတဇမကြံရအောင်လောင်းငါအကုန်လုံးပြည့်စုံတော်မူခြင်းကြောင့်အဂတံပြမနတ်လူ3ပေါင်းသူတွင်မြည်သူနှင့်များမရှင်အပ်သည်မြတ်ကောင်မူပုဂ္ဂိုလ်ထုရဖြစ်သောဥပယာတံစုကြည်ပွင့်စီခါတံဘေဟုပါရမီတော်၌ပင်စော်၍ရောက်တော်မူပြီးထသောဝါရောက်တော်မူပြီးသောကြောင့်ဧကတိပကသမထေကမ္မမြင်ပဲတန္တရာတကြောတမျောရဲမျောခဲ့သည့်လူယောနဗဗြဟ္မာမကျွင်းတရဝခပင်တို့ဝစေထဏီခိုကပ်မရသည်တခုတည်းသောကံညွန်ကြီးတပွဲလိဖြစ်တော်မူပေထသောတန်စီနံငါးပါးမညွညံဝွန်ကိုမရှုံမထိန်ခြင်းသေးစိတ်ဖြင့်နေနေကြိမ်ပန်းအောင်ပွဲခံ၍အောင်လန်းလွင်ထို့ထောင်းတော်မူမြတ်စွာဘုရားကိုနမမိကိုနှုတ်နှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကြောမြတ်တို့လက်အုပ်မိုးကရှိခိုးဥညွတ်လိုက်ပါဤမြတ်စွာဘုရားသာဓုသာဓုသာဓု